ဒီကောင်ဖြုတ်မယ်ဖြုတ်မယ်ဘာမှဖြုတ်မယ်ပြီးလို့ရှိရင်အရင်ကားလေးတွေထည့်မယ်ပြီးစီတိုင်ကြီးပြန်အုပ်လိုက်မှာနော်အကုန်လုံးဆိုရင်တော့အိတ်စောကိုထားလိုက်မှာနော်ဒီကောင်လေးလှရုံလောက်ဆိုရင်5,000ဆိုရင်ဘယ်ကတော်တော်လေးလှနေပါပြီကီလိုကအခုမှ9,000နဲ့81ကီလိုပဲရှိတယ်နော်โอเคဒါလေးဒီကြောင်အောင်ဖြုတ်ကြည့်မယ်အော်ဒီကောင်ပေါ့နော်ချူအရှိကဒီကလဲမအဆင်ပြေမဲ့အနေထားရောအတန်လေးကတော့အရင်ကြီးကြည်တယ်အောင်ပါအောင်နော်ကဲအတန်ကြည်ကြည်မကြတဲ့လူတွေဆိုရင်တော့ဆိုအဆင်ပြေတယ်ပြောဘယ်ကကျောင်းသားစီးရတော့ဘောနော်ကျောင်းသားလားကျောင်းတူလားတော့မသိဘူးစီးရတယ်အရင်ဟိုကျန်းနေတဲ့တဲမှာရှောင်းရတဲ့ပုံစံတော့မဟုတ်ဘူးဘောနော်ဒါပေမဲ့ကြည့်ပြောရှုပြောတော့ရှိပါတယ်ဘာမှမရှိနေရောဘာမှမရှိနေရောဘာမှမရှိနေပါလားပတ်ရှာကြည့်တာအကြံပေးချင်တာပေါ့နော်အကြံဖြုတ်မယ်ဆိုလို့ရှိရင်တော့ဒီကန်စပတ်ထဲဖို့လိုပါတယ်ကန်စပတ်ဆိုတာကတော့ဒီလက်ကင်ထိန်းချုပ်တဲ့ဟာပေါ့နော်ဒီမှာလည်းကြည့်ရအောင်ပါရှိတယ်ဒီမှာလည်းဘာမှမရှိရင်တော့ပြတာပဲကောင်းတယ်နော်ဘာမှမရှိနေဒီလမ်းနဲ့စင်မပြေဘူးလေလုံးမဖြစ်ဘူးဒီလမ်းနဲ့ချက်ချိုးတာမတွေ့နေဘူးနော်အဆိုင်ကမောင်းဆမ်းဖို့တွက်လမ်းမလုံလောက်ဘူးနော်အဲ့တော့အဆင်မပြေပါဘူးပြန်လှည့်မယ်โอเคရသလောက်ပေါ့နော်ရသလောက်လေးမောင်းတော့ပဲတတ်နိုင်ပါโอเคสโลโก้เลยอะไรเมียมาบ่าวมาเล่าไม่เอาเนาะဘာလို့မရပါဘူးโอเคဒါတော့အဲ့ဒါပါပါနော်အဲ့ဒါပါဟောကြည့်တာဖြစ်ပါတယ်အရင်ကြီးတော့ဖြုတ်လို့မရဘူးနော်ဒီမှာလမ်းကြောင့်ครับလမ်းနေထားကြပါနော်ရဲမောင်းလို့မရဘူးဒီဘက်ဈေးနှုန်းကတော့သူတို့ခေါ်တာ2,800,900ပေါ့နော်2,800,900ခေါ်တာ29နဲ့ပြရပါတော့2,900,900ဆိုလက်ရှိဆိုရင်ကိုမျိုးတို့ဒီလက်ရှိဆိုဟိုဈေးစရာပြားကွက်ဈေးထက်နည်းနည်းလေးပဲမြင့်နေပေါ့နော်သူ့မှာတော့ဆိုးရတာလူငယ်တွေမကြိုက်တဲ့အရာဆိုရင်ဒီအနောက်မီရှိနေတာရုပ်ဆိုးတယ်ပေါ့နော်ပြီးဗမှန်တက်လာတာရုပ်ဆိုးတယ်ပြီးဟိုဘာညာမလုပ်တာလူငယ်တွေတိတ်မကြိုက်ပါတော့အဲ့လိုနေထားမျိုးဖြစ်တယ်မဆိုးပါဘူးသူ့နေထားတဲ့သူအဲ့ဒီနေထားဖြစ်ပါတယ်โอเค